မျိုးသားဖြစ်သူကထိမ်းမြလက်ထပ်ဖို့ရန်ပြက်ကွက်မယ်ဆိုရင်အမျိုးသမီးဖြစ်သူကရော်ကြီးတောင်းခံွယ်ရှိပါသလားအားလုံးပဲမင်္ဂလာပါဒီအကြောင်းအရာလေးကတော့ကျွန်တော်မြန်မာဗုဒ္ဓဘာသာဝင်တွေအတွက်ဆွေးနွေးမျှဝေပေးခြင်းဖြစ်ပါတယ်ဒီအကြောင်းလေးနဲ့ပတ်သက်ပြီးတော့စီရင်ထုံးလေးအချို့နဲ့ဆွေးနွေးမျှဝေပေးခြင်းပါတယ်အဲ့တော့ပထမဆုံးစီရင်ထုံးကတော့မောင်ရဲငိမ့်အောင်ပါသုံးတဲ့မက်ခဲဆန်းတွေပေါ့နော်2010ခုနှစ်မြန်မာနိုင်ငံတရားစီရင်ထုံးများစာ69ခုဖြစ်ပါတယ်အခုဖြစ်စဉ်အချင်းချုပ်ကိုအရက်စကားနဲ့နားလည်လွယ်အောင်ပြောရမယ်ဆိုရင်မောင်ရဲငိမ့်အောင်နဲ့မက်ခဲဆန်းတွေတို့ဟာသမီးသားတွေဖြစ်ကြပြီးတော့မှလုံလုံကျူးကျူးဖြစ်ခဲ့ကြပါတယ်အဲ့နောက်ပိုင်းမှာတော့မောင်ရဲငိမ့်အောင်အပါဝင်ပေါ့နော်မောင်ရဲငိမ့်အောင်ရဲ့မိဘတွေဖြစ်တဲ့နှစ်တရပြိုင်နဲ့သုံးတရပြိုင်တို့ဟာမက်ခဲဆန်းတွေရဲ့မိဘတွေကိုပွားပြီးတော့မှပြန်လဲအနံပါတယ်အဲ့လိုအနံတဲ့အခါမှာပေါ့နော်လာမဲ့သတင်းကြိုလဆန်းမှာထိမ်းမြလက်ထပ်ပေးမယ်လို့ကတိပြုခဲ့ကြပါတယ်အဲ့တော့သတ်မှတ်ထားတဲ့အချိန်ကာလကိုရောက်တဲ့အခါမှာမောင်ရဲငိမ့်အောင်တို့ဘက်ကအဆက်အသွယ်မလုပ်ပါဘူးဒါကြောင့်မက်ခဲဆန်းတွေတို့ဘက်ကဆက်သွယ်တဲ့အခါမှာမောင်ရဲငိမ့်အောင်ရဲ့မိဘတွေကနော်လက်ထပ်ပေးဖို့ညှင်းဆန်တယ်ဆိုတဲ့အဆိုရှိပါတယ်ဒါကြောင့်နှစ်ဦးနှစ်ဖက်ကြားထဲမှာပဋိပက္ခတွေဖြစ်ခဲ့တယ်ပေါ့နော်နောက်ဆုံးမှာတော့မက်ခဲဆန်းတွေဟာဒီစင်ထုံးပါမှုကိုဆွဲဆိုပြီးတော့ရော်ကြီးငွေကျပ်သိန်း100ပေးဖို့တောင်းဆိုခဲ့ပါတယ်အဲ့တော့တရားရုံးကပေါ့နော်ဘယ်လိုဆုံးဖြတ်တယ်လဲဆိုတဲ့ဆုံးဖြတ်ချက်အကျဉ်းလေးကိုဆွေးနွေးပြရမယ်ဆိုရင်ထိမ်းမြလက်ထပ်ရန်ဂတိပြုခြင်းနဲ့တဲ့ပြက်ကွက်ခြင်းပြုစဉ်ကတရားလိုနဲ့တစ်တေပြိုင်တို့မှာအရွယ်မြောက်သေးသူများသာဖြစ်ပြီးတဲ့အဲ့ဒီအချိန်တုန်းကကာယံရှင်တွေဖြစ်တဲ့မောင်ရဲငိမ့်အောင်နဲ့မက်ခဲဆန်းတွေတို့ဟာအရွယ်မြောက်သေးတဲ့သူတွေဖြစ်တယ်ပေါ့နော်အဓိကဂတိပြုရသူနဲ့ပြက်ကွက်သူတို့မှာတဲ့တစ်တရပြိုင်မိဘများဖြစ်သည့်နှစ်သုံးတရပြိုင်တို့မှာဖြစ်သည်မှာထင်ရှားပါတယ်တဲ့အဲ့တော့အဓိကဂတိပြုတဲ့သူကနှစ်သုံးတရပြိုင်ဖြစ်တယ်ပေါ့နော်မောင်ရဲငိမ့်အောင်ရဲ့မိဘတွေဖြစ်တယ်ပေါ့လေဆက်ပြီးတော့ဆုံးဖြတ်ပါတယ်မြန်မာမှုနယ်ပယ်တွင်လည်းတဲ့လူကြီးဆောင်ရဖြင့်မိန်းကလေးရှင်ဤမိဘများထံအနံ့ကြရတွင်တဲ့ယောက်ျားလေးမိဘများပါလိုက်ပါပြီးလူငယ်နှစ်ဦးအားလက်ထပ်ပေးရဂတိပြုသူများမှာမိဘများဖြစ်ကြတာတဲ့မိဘဤဝတ္တရားများတွင်လည်းသားသမီးများအားထိမ်းများလက်ထပ်ပေးရန်တာဝန်ရှိသူများဖြစ်သည်တဲ့အဲ့တော့မိဘတွေရဲ့ဝတ္တရားဟာလည်းပဲသားသမီးကိုထိမ်းများပေးဖို့တာဝန်ရှိပါတယ်သားသမီးမကောင်းမိဘကောင်းဟူ၍ပင်ဆိုရိုးစကားရှိပါတယ်ဆက်ပြီးတော့ဆုံးဖြတ်ပါတယ်ကလေးတငယ်ဥပဒေအရလည်းတဲ့ကလေးတငယ်ကျူးလွန်သောပြစ်မှုနှင့်ဆက်လွင်ရတဲ့ကလေးမိဘများအပေါ်ဒဏ်ငွေချမှတ်ခြင်းပြစ်ဒဏ်ကိုပြဋ္ဌာန်းထားပါသည်တဲ့နော်ဒါတွေဆုံးဖြတ်နေတာကကာယံရှင်တွေကအရွယ်မြောက်သေးတဲ့သူတွေဖြစ်လို့ပေါ့နော်အဲ့တော့နောက်ဆုံးမှာနော်မက်ခဲဆန်းနဲ့တောင်းဆိုတဲ့အတိုင်းရော်ကြီးငွေပေးဖို့အမိန့်ချမှတ်လိုက်ပါတယ်နော်ဒါကြောင့်မောင်ရဲငိမ့်အောင်တို့ဘက်ကမကျင်တတ်လို့အထက်ရုံးကိုတက်တယ်သုံးရုံးစလုံးကနော်မက်ခဲဆန်းတွေကိုပဲနိုင်ပေးခဲ့တဲ့စီရင်ထုံးဖြစ်ပါတယ်နော်နောက်ထပ်စီရင်ထုံးလေးတစ်ခုကိုဆက်ပြီးတော့ကြည့်ပါမယ်အဲ့ဒီစီရင်ထုံးကတော့မောင်မျိုးချစ်နဲ့မလပုစီရင်ထုံးဖြစ်ပါတယ်1983ခုနှစ်မြန်မာနိုင်ငံတရားစီရင်ထုံးများစာ138အမှုဖြစ်တယ်ပေါ့နော်အဲ့တော့ဒီစီရင်ထုံးမှာကတရားလိုမလပုနဲ့တရားပြိုင်မောင်မျိုးချစ်တို့ကြားထဲမှာထိမ်းများလက်ထပ်ပါမယ်ဆိုတဲ့ဂတိမရှိဘူးအဲ့ဂတိမရှိဘဲနဲ့သူတို့နှစ်ဦးကြားထဲမှာကျူးကျူးလွန်လွန်နေဖြစ်ခဲ့တယ်မလပုမှာပြိတ္တတွေရတဲ့အခါကျတော့မောင်မျိုးချစ်ကတာဝန်မယူဘူးလို့ညှင်းဆန်တဲ့အတွက်ရော်ကြီးတောင်းခဲ့ခြင်းဖြစ်ပါတယ်နော်အဲ့တော့ဒီအမှုရဲ့ထူးခြားချက်ကဒီအမှုမတိုင်ခင်မှာပေါ်ထွက်ခဲ့မှုတဲ့စီရင်ထုံး၄ခုရှိပါတယ်ရော်ကြီးတောင်းဆိုခြင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်အဲ့ဒီစီရင်ထုံး၄ခုစလုံးမှာထိမ်းမြလက်ထပ်ဖို့ဂတိမရှိဘူးဆိုလို့ရှိရင်အမျိုးသမီးအနေနဲ့ရော်ကြီးတောင်းခံခွင့်မရှိဘူးလို့ဆုံးဖြတ်ထားပြီးသားဖြစ်ပါတယ်အဓိကအသုံးသတ်တဲ့အကြောင်းအရာကတော့နော်ရော်ကြီးတောင်းဆိုခွင့်ပေးမယ်ဆိုလို့ရှိရင်ပေါ့လေအကျင့်စာရိတ္တပြတ်ပြားတာကိုအားပေးရရောက်မယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်အဲ့တော့ဒီစီရင်ထုံးမှာနော်မလပုရဲ့စီရင်ထုံးမှာကျတော့ဘယ်လိုထည့်သွင်းပြီးတော့ဆုံးဖြတ်တယ်လဲဆိုတာလေးကစိတ်ဝင်စားဖို့ကောင်းပါတယ်ဖျားယောင်းသွေးဆောင်၍တဲ့ပေါင်းသင်းဆက်ရှက်သည့်ကိစ္စတွင်တဲ့ရော်ကြီးတောင်းဆိုခွင့်ပြုပါကတဲ့နော်ဖျားယောင်းသွေးဆောင်ပြီးတော့ပေါင်းသင်းဆက်ရှက်တဲ့ကိစ္စမှာရော်ကြီးတောင်းဆိုခွင့်ပေးမယ်ဆိုရင်ပေါ့အမျိုးသမီးများဖို့အကျင့်စာရိတ္တပြတ်ပြားလာเสียရှိသည်ဟုအကြောင်းပြ၍တဲ့ရော်ကြီးတောင်းဆိုခွင့်ကိုပိတ်ပင်ထားပါကဒါရှေ့ရစီရင်ထုံးတွေညွှန်တာပေါ့နော်စီရင်ထုံး၄ခုစလုံးမှာရှေ့မှာပေါ်ထွက်ခဲ့မှုတဲ့စီရင်ထုံး၄ခုစလုံးမှာဒီဟာအကြောင်းပြထားတာပါပိတ်ပင်ထားပါကတဲ့
ယင်းပိတ်ပင်ချက်ကိုအကာအကွယ်ယူပြီးတဲ့မတမာသည့်အမျိုးသားများကမလျော်သောအခွင့်အရေးကိုအသုံးချတာတဲ့နော်အဲ့လိုပိတ်ထားမယ်ဆိုရင်တဲ့မတမာတဲ့အမျိုးသားတွေကအဲ့ဒီအခွင့်အရေးကိုအသုံးချပြီးတော့တဲ့နော်အကျဉ်းစာရိတ္တပြက်ပြားလာပွဲရာအန္တရာယ်ရှိသည်ကိုတတိချက်မိဟန်မတူပေလို့ဆုံးဖြတ်ပါတယ်နော်ဒါကြောင့်နောက်ဆုံးမှာတော့နော်ဘယ်လိုဆုံးဖြတ်လိုက်တယ်လဲဆိုတော့သို့ပါ၍တဲ့ဗုဒ္ဓဘာသာဝင်အမျိုးသားတဦးကအမျိုးသမီးတဦးအားတဲ့ဖျားယောင်းသွေးဆောင်ပြီးကျူးကျူးလွန်လွန်ဖြစ်ပရိသတ်တွေရရှိသည့်ကိစ္စတွင်ထိမ်းများလက်ထက်ရန်ဂတိမရှိတော့လေအမျိုးသမီးကရော်ကြီးတောင်းဆိုခွင့်ရှိသည်ဟုဖြေကြားလိုက်ပါတယ်တဲ့နော်အဲ့တော့ဂတိမရှိတော့လေအမျိုးသမီးကရော်ကြီးတောင်းခံခွင့်ရှိတယ်တဲ့နော်နောက်ပြီးတော့ရော်ကြီးတောင်းဆိုခွင့်မရှိဘူးလို့ရှိကနော်စီရင်ထားတဲ့ဆုံးဖြတ်ထားတဲ့စီရင်ထုံး၄ခုစလုံးကိုအဲ့လိုမရှိဘူးလို့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီးတော့မှနော်ဆက်လင်းပြီးတော့ပယ်ဖျက်လိုက်တယ်ဆိုပြီးတော့လေဆုံးဖြတ်ထားပါတယ်အဲ့တော့ကျွန်တော်ရဲ့ဒီဆွေးနွေးမျှဝေမှုကိုအနှစ်ချုပ်ရမယ်ဆိုလို့ရှိရင်ပေါ့နော်မြန်မာဗုဒ္ဓဘာသာဝင်အမျိုးသားတဦးနဲ့အမျိုးသမီးတဦးကြားထဲမှာနော်ထိမ်းများလက်ထပ်မယ်လို့ဂတိမရှိတော့လဲပဲသူတို့နှစ်ဦးကြားထဲမှာနော်ကျူးကျူးလွန်လွန်လေးဖြစ်ခဲ့မယ်နော်ပရိသတ်တွေရရှိတဲ့ကိစ္စမျိုးတွေဖြစ်ခဲ့မယ်ဒါမှမဟုတ်ရင်ထိခိုက်နစ်နာဖွယ်ရာအကြောင်းရှိတဲ့ကိစ္စမျိုးတွေဖြစ်ခဲ့မယ်ဆိုရင်အမျိုးသမီးဖြစ်သူဟာအမျိုးသားဖြစ်သူကိုရော်ကြီးတောင်းခံခွင့်ရှိပါတယ်ဂတိရှိမယ်ဆိုလို့ရှိရင်တော့ဂတိပြတ်တဲ့အတွက်ရော်ကြီးတောင်းလို့ရတဲ့အပြင်ပေါ့နော်အဲ့ဒီဂတိမှာပါဝင်တဲ့သူတွေကတောင်းခံခွင့်ရှိမှာဖြစ်ပါတယ်နောက်တစ်ပိုင်းမှာတော့ကျွန်တော်သက်ဆိုင်ရာကောင်းစဉ်လေးတရက်နဲ့ဆက်လက်ဆွေးနွေးပြပေးသွားပါမယ်